ပါဘာလို့လဲငါပြေးရမယ်အဲလာဂျိုရဲ့တကိုးကြီးရဲ့နိုင်ငံကတချိန်ကလူသားတွေနဲ့မျိုးပြောင်းလူသားတွေနေထိုင်ရပဲဖြစ်ပါတယ်ဒါပေမဲ့လည်းမျိုးပြောင်းလူသားတွေရဲ့ကြီးမားတဲ့ဆွမ်းအားကိုကြောက်လန့်တာကြောင့်လူသားတွေကသူတို့အားစစ်တိုက်ခဲ့ကြပါတယ်လူသားလက်နက်တွေနဲ့အင်အားတွေနဲ့လွှမ်းမိုးခံရတာကြောင့်မျိုးပြောင်းလူသားတွေကရှုံးနေတာလူသားတွေရဲ့လိုက်ဖက်ခြင်းကိုခံရပြီးထွက်ပြေးခဲ့ရပါတယ်နောက်ဆုံးကြအားလုံးမင်းနောက်ပြန်ဆုပ်အလာဒိုရဲ့တာယာဝါပြောတဲ့ငြိမ်သက်မှုအတွင်းမှာဘရင်နဲ့မိဖုရားကမိသားစုဝင်အသစ်ဖြစ်တဲ့မင်းသမီးလေးကယ်လီစတာကိုကြိုဆိုခဲ့ကြပါတယ်မင်းသမီးကယ်လီစတာကငါတို့ရဲ့အမွေကိုဆက်ခံပြီးခိုင်မာတဲ့အလာဒိုရဲ့နိုင်ငံတော်ကိုတည်ဆောက်မဲ့သူဖြစ်လာလိမ့်မယ်ကယ်လီစတာကနိုင်ငံတော်ရဲ့တာယာဝါပြောမှုကိုဆက်လက်ထိန်းသိမ်းမှုမျှော်လင့်ချက်နဲ့ကြီးပြင်းလာခဲ့ပါတယ်မွေးနေ့တိုင်းကလည်းအတူတူကြီးပဲဘာမှလည်းမထူးကြဘူးကယ်လီစတာကသူ့ရဲ့10နှစ်မြောက်မွေးနေ့အရင်နှစ်တွေနဲ့အတူတူပဲလို့တွေးနေခဲ့ပါတယ်ဒါပေမဲ့သူမချင်မှတ်ထားတဲ့အရာတစ်ခုကြောင့်သူ့ရဲ့အံ့ဩမှုကိုမဖုံးကွယ်ထားနိုင်ခဲ့ဘူးလေ။အိုဖျားကြီးငါရေကိုထိန်းချုပ်နိုင်တာလား။ဒီကြောင့်ငါမိဘတွေကိုတော့ပြောရမယ်။ကယ်လီစတာကဘရင်နဲ့မိဖုရားကိုရှာဖွေဖို့စိတ်လှုပ်ရှားစွာနဲ့သူပြေးသွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ကနိုင်ငံတော်ရဲ့အမှုအခင်းကိုထမ်းဆောင်နေကြရဲ့လေ။ဒါကိုလုပ်ပြီးဘရင်ကြီးတို့ကျွန်တော်တို့မျိုးပြောင်းလူသားတွေကိုဖျက်ဆီးပြနိုင်တယ်မထင်ပါနဲ့။သူ့ကိုခေါ်သွားစမ်းလူသားတွေသူတို့လုပ်ခဲ့တာတွေအတွက်ပြန်ပေးဆက်ရလိမ့်မယ်ကယ်လီစတာကအလာဒိုရဲ့နိုင်ငံတော်ကမျိုးပြောင်းလူသားတွေကိုလက်ခံခြင်းမရှိကြောင်းသူသဘောပေါက်သွားခဲ့ပါတယ်အမေနဲ့ဖေဒီမျိုးပြောင်းလူသားကိုဘာလို့ဖမ်းတာလဲမျိုးပြောင်းလူသားတွေအားလုံးကအရန်ဆိုးတဲ့သူတွေပဲအဲ့ဒါကြောင့်အဖေတို့သူတို့ကိုဖမ်းရတာသမီးလည်းဒီနေ့ကျရင်ဒီတာဝန်ကိုထမ်းဆောင်ပြီးအလာဒိုရဲ့နိုင်ငံတော်အတွက်ငြိမ်းချမ်းရေးကိုစောင့်ရှောက်ရမယ်ကယ်လီစတာလီယာသူမိဘတွေရဲ့တုံတင်ချက်ကိုကောင်းကျင်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူကသူ့ရဲ့ပုံမှန်မဟုတ်တဲ့ဆွမ်းအားတွေအကြောင်းကိုမတွေးပဲမနေနိုင်ဘူးလေ။ဒီဆွမ်းအားတကယ်ဆိုးရလား။ဒီနေ့မှာတော့ကယ်လီစတာကတော်ဝင်ဥယျာဉ်မှာလမ်းလျှောက်နေစဉ်ရုတ်တရက်မုန်တိုင်းတစ်ခုဝင်လာတာကြောင့်သူ့မိုးခိုဖို့ပြေးဖို့အချိန်မရှိတော့ဘူးလေ။ကယ်လီစတာကသူ့ရဲ့ဆွမ်းအားကိုအသုံးပြုပြီးသူ့ကိုရေမစိုးစေဖို့မိုးရေစက်တွေကိုထိန်းချုပ်ခဲ့ပါတယ်။သူ့ရဲ့ပုံမှန်မဟုတ်တဲ့ဆွမ်းအားကသူ့ကိုပြောထားသလောက်မဆိုးဘူးဆိုတာကိုသူတဖြည်းဖြည်းသိလာခဲ့ပါတယ်။အိန္ဒိယစပြီးနေ့တိုင်းကယ်လီစတာတိတ်တဆိတ်ရေချိုးခန်းထဲမှာသူ့ဆွမ်းအားလေ့ကျင့်ခဲ့ပါတယ်။ပြီးတော့သူကပိုတန်မာလာခဲ့တဲ့ကယ်လီစတာကနေ့အချိန်မှာတော့လူအများရဲ့လေးစားမှုကိုခံရတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့တယောက်တည်းနေတဲ့အခါမှာတော့လျှို့ဝှက်စွာသူ့ဆွမ်းအားကိုသုံးပြီးပျော်မွေ့နေခဲ့ရလေ။ဒါပေါ့ကယ်လီစတာကသူ့ရဲ့ဆွမ်းအားကိုဆက်ပြီးဖုံးကွယ်မထားချင်ပါဘူး။အဖေသမီးတို့မျိုးပြောင်းလူသားတွေနဲ့ငင်းချဲလို့မကောင်းလား။သမီးဘာပြောလိုက်တာလဲဆိုတာသမီးသိလား။လူသားနဲ့မျိုးပြောင်းလူသားတွေကဘယ်တော့မှအတူတူနေလို့မရဘူး။ဘာလို့မရတာလဲနေလို့ရတာပဲ哦လူသားနဲ့မျိုးပြောင်းလူသားတွေကဘယ်တော့မှအတူတူနေလို့မရဘူးသမီးအဖေဒီလိုလုပ်ရတဲ့အကြောင်းရင်းရှိတယ်သမီးရဲ့သမီးနားမလည်နိုင်ဘူးလူတွေနဲ့မျိုးပြောင်းလူသားတွေကဘာလို့အတူမနေနိုင်တာလဲအရင်တော့ကလူတွေနဲ့မျိုးပြောင်းလူသားတွေကြားမှာစစ်ပွဲအချိန်အတော်ကြာဖြစ်ခဲ့တယ်ပြီးတော့အမေတို့အခုရရှိနေတဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းမှုလူသားတွေကြိုးပမ်းအားထုတ်ခဲ့ရတယ်အဲ့ဒါကြောင့်အမေတို့ရဲ့တာဝန်ကလူသားမျိုးနွယ်ရဲ့ငြိမ်းချမ်းရေးနဲ့ပျော်ရွှင်မှုကိုကာကွယ်ဖို့ပဲအဲ့ဒါငြိမ်းချမ်းရေးမှမဟုတ်တာမျိုးပြောင်းလူသားတွေရဲ့ဆွမ်းအားတွေကဘာဆိုးလို့လဲငါမိဘတွေကငါကြံပေးတာကိုဘာလို့အရန်ကန့်ကွက်နေကြရလဲသူမိဘတွေကိုစိတ်ဆိုးတာကြောင့်ကယ်လီစတာကနန်းတော်ကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ပါတယ်မင်းတို့ဘာဖြစ်နေရလဲကျွန်တော်တို့ရေရမ်းစာနေလို့ပါဒါကိုကြတော့ကယ်လီစတာကျိုးနေတဲ့ပကံလုံးတစ်လုံးကိုအမြန်ကောက်ယူလိုက်ပါတယ်ပြီးတော့ရေဖြည့်ဖို့သူ့ရဲ့ဆွမ်းအားကိုအသုံးပြုခဲ့လေမျိုးပြောင်းလူသားတွေမရှိရင်တော့မှလူသားတွေကလုံးဝမပြောရှင်နိုင်ဘူးတနေ့ကောင်ခိုးထွက်ပြီးနောက်ကယ်လီစတာကသူ့ရဲ့ရင်းနှီးရဲ့ရေချိုးခန်းကိုပြန်လာခဲ့ပါတယ်ခါတိုင်းလိုပဲသူရေချိုးဖို့ပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်မှာထူးဆန်းတဲ့အရာတစ်ခုကိုသတိထားမိသွားခဲ့တဲ့သူ့ခန္ဓာကိုယ်ရဲ့သေးငယ်တဲ့အစိတ်ပိုင်းကရေလိုကြည်လည်လာခဲ့ရလေဒါငါ့ရဲ့ဆွမ်းရဲ့လက္ခဏာပဲဖြစ်မှာပါဒီနေ့မှာကယ်လီစတာကအရန်တန်တရားဖြစ်ဖွယ်ကောင်းတဲ့လူငယ်တစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်သူ့အသွင်အပြင်ကသူ့ကိုတန်တရားဖြစ်စေခဲ့တဲ့သူ့ရဲ့တန်တရားတွေကိုအတီးပြုဖို့ကယ်လီစတာကသူ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှေ့မှာလိုင်ကူတစ်ခုကိုမြင်လိုက်ရတာကြောင့်ကယ်လီစတာကကြက်ခဏမြတုံဆိုင်သွားပေမဲ့အထက်ကိုဝင်ကြည့်လိုက်ပါတယ်အထက်ကမြင်ကွင်းကကယ်လီစတာကိုအံ့ဩသွားစေခဲ့ပါတယ်
ဘာလို့လဲဆိုတော့သူဒီလောက်များပြတဲ့မျိုးပြောင်းလူသားတွေကိုတစ်ခါမှမမြင်ဘူးလေ ကြည့်ပါဦးဒီမှာလမ်းပြောင်းနေတဲ့မိန်းကလေးတယောက်ရောက်နေပါလား ငါလည်းမျိုးပြောင်းတယောက်ပါပဲ ရိုးပြောင်းနေလားမင်းရဲ့စွမ်းဘာလဲမိန်းကလေးဒါဆိုမင်းကငါတို့တယောက်ပေါ့ကြိုးဆိုပါတယ် မတူကွဲပြားတဲ့မျိုးပြောင်းလူသားတွေနဲ့ကူကကယ်လီစတာကိုသူနဲ့သက်ဆိုင်တဲ့နေရာကိုရှာတွေ့တယ်လို့ခန်းစားစေရပါတယ်ကယ်လီစတာကဂူရဲကိုမကြာခဏခိုးဝင်လေးရှိရလေဒီမှာသူနဲ့မျိုးပြောင်းလူသားတွေကတခြားသူရဲ့ရှာဖွေတွေ့ရှိမှာကိုစိုးရိမ်စရာမလိုပဲသူတို့ရဲ့စွမ်းအားတွေကိုအသုံးပြုနိုင်ပါတယ်ကယ်လီစတာမင်းရဲ့ပခုံးကဘာဖြစ်တာလဲ ဘာလို့ပိုကြီးလာတာလဲ ပြဿနာတစ်ခုခုရှိနေတာလား မရှိပါဘူးဒီတိုင်း စိတ်မပူပါနဲ့မျိုးပြောင်းလူသားတွေစွမ်းအားရှိတဲ့အခါဒါပုံမှန်ပါပဲ အဲ့နောက် Messi Max ကမီးလောင်နေတဲ့အရှိပြားအကွက်တွေရှိတဲ့လက်မောင်းကို Calista ကိုပြသခဲ့ပါတယ်။ Messi Max ရဲ့ထူးခြားတဲ့လက်မောင်းကိုမြင်တော့ Calista စိတ်သက်သာရာရသွားခဲ့ပါတယ်။ဒါပေမဲ့အန်နောကအဲ့လိုမထင်ခဲ့ဘူးလေ။သူ့မျက်နှာလေးနဲ့တဲ့စိုးရိမ်မှုတွေကိုပြနေခဲ့ပါတယ်။ဒီနောက်ပိုင်းသမီးလေး Calista ထူးဆန်းနေတယ်လို့ပဲ။ ကယ်လီစတာရဲ့တန်တရားဖြစ်ဖွယ်အပြုအမူကြောင့်ဘယင်မကြီးကိုတန်တရားပွားစေခဲ့ပါတယ်။ဒါကြောင့်သမီးဖြစ်သူရဲ့အခန်းစီကိုပြေးသွားခဲ့ပါတယ်။ကယ်လီစတာကဂူရဲကနေပြန်လာတဲ့အချိန်သူ့အမေကအပြင်မှာရှိနေတယ်ဆိုတာကိုမသိခဲ့ပါဘူး။ထုံးစံတိုင်းကယ်လီစတာသူ့ရဲ့ဝတ်ရုံကိုချစ်လိုက်ပြီးအဝတ်စားလိုက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ကယ်လီစတာသမီးရဲ့ခန္ဓာကိုဘာရဖြစ်နေတာလဲကယ်လီစတာမရှင်းပြနိုင်ခဲ့ပါဘူးသူ့အမေနဲ့ခက်ဝေးဝေးမှနေဖို့ကြိုးစားရင်နောက်ဆုတ်နေခဲ့ပါတယ်မင်းသမီးကယ်လီစတာကဒါအောင်မဖုံးကွယ်နိုင်တော့ဘူးဆိုတာသိသွားခဲ့ပါတယ်ပြီးတော့သူနန်းတော်ကနေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကယ်လီစတာအဆောင်တွေမင်းသမီးကယ်လီစတာကိုတားကြစမ်းအဆောင်တွေရဲ့လိုက်ဖမ်းတာကိုလွတ်မြောက်ဖို့ကယ်လီစတာကသူနဲ့သူတို့ရဲ့ကြားမှာရှေ့တတိုင်းတစ်ခုကိုအမြန်ဖန်တီးလိုက်ပါတယ်။ဒါပေမဲ့တတိုင်းကိုအကြာကြီးမထိန်နိုင်ခဲ့ပါဘူး။ကယ်လီစတာကဘာဆက်လုပ်ရမလဲစိတ်ပူနေချိန်မှာအန်နောရောက်လာပြီးအရာအားလုံးကိုဖြည့်ရှင်းပေးခဲ့ပါတယ်။အောင်နောဖန်တီးပေးထားတဲ့မြေတတိုင်းကတော်ဝင်အဆောင်တွေကိုအလင်းအမြန်ပိတ်ဆို့ခဲ့တယ်လေ။နှစ်ယောက်သားတောနတ်ထဲကိုအမြန်ပြေးသွားခဲ့ကြပါတယ်။ မင်းထိခိုက်သွားသေးလား ကျမအဆင်ပြေပါတယ် ငါတေးချောင်စစ်ဆေးပေးမယ်ကယ်လီစတာမင်းရဲ့ခန္ဓာကိုယ်က ။ဘာမှမဖြစ်ပါဘူး။မက်ဆီမတ်ပြောတာဒါပုံမှန်ပဲတဲ့ ဒါပုံမှန်မဟုတ်ဘူးလို့ငါထင်တယ်မင်း ။ပြဿနာရှိလို့လား မင်းရဲ့စွမ်းအားတွေကိုဆက်သုံးနေမယ်ဆိုရင်မင်းရဲ့ခန္ဓာကိုယ်ကရေအဖြစ်ကိုမြန်ပြောင်းသွားမှာကိုငါစိုးတယ် ။ဟမ်ဆိုလိုတာကကျမရဲ့ဆွမ်းအားတွေကိုဆက်သုံးရင်ကျမပြတ်ပြတ်သွားမှာပေါ့ဟုတ်လား။ဒါဆိုလည်းကျမရဲ့ဆွမ်းအားတွေကိုမသုံးတော့ဘူးလေ။တော်ဝင်အဆောင်တွေရဲ့မစုံမနစ်ရှာဖွေမှုအောက်မှာကယ်လီစတာကမျိုးပြောင်းလူသားတွေရဲ့ဂူထဲမှာပဲပုံနေနိုင်ခဲ့ပါတယ် မျိုးပြောင်းလူသားတွေငါတို့ရဲ့လွတ်လပ်မှုတွေတိုက်ပွဲဝင်ရမယ့်အချိန်ရောက်ပြီ ။တိုက်ပွဲဒါပါအောင်ဆိုလိုတာလေ ဟုတ်တယ်ငါတို့ရဲ့လွတ်လပ်မှုကိုပြင်ရဖို့လူသားတွေကိုငါတို့တိုက်ခိုက်မယ် ။ကယ်လီစတာကဒီကူကမက်ဆီမက်စ်ရဲ့စစ်တပ်ကိုတိစောက်နေတဲ့နေရာဖြစ်မှန်သဘောပေါက်သွားခဲ့ပါတယ်။စစ်ပွဲကဘယ်ရလက်ကိုမှယူဆောင်လာမှာမဟုတ်ဘူး။လူသားတွေနဲ့ဆက်ဆံနေနိုင်ဖို့တခြားနည်းလမ်းကိုကျမတို့ရှာဖွေနိုင်ပါတယ်။ကယ်လီစတာရဲ့မကအန်နောနဲ့တခြားသောမျိုးပြောင်းတချို့လည်းစစ်ပွဲကိုဆန့်ကျင်ခဲ့ကြရလေ ကြည့်ရတာမနာရန်သူတချို့ရှိပုံရတယ်သူတို့ကိုချုပ်ထားကြစမ်းအားလုံးပြီးသွားတဲ့အခါကျမှမင်းတို့ငါ့ကိုကျေးဇူးတင်လိမ့်မယ်
အခုငါတို့ဘာလို့တင်လဲငါတို့လူမျိုးဖို့ကိုယ်အမရှိဘူး နီလန်တစ်ခုလည်းရှိရမယ် ငါ့ကိုအပ်ထားလိုက် နင်ဘယ်လိုလုပ်လိုက်တာလဲ တတူကလည်းမြေကြီးကနေပဲလာတာလေ ထောင်ကနေထွက်ပြေးပြီးကယ်လီစတာနဲ့တခြားမျိုးပြောင်းလူသားတွေကနန်းတော်ကိုအလင်းအမြတ်ပြေးသွားခဲ့ကြပါတယ်သူတို့ရောက်တော့အလာဒိုရဲ့လူတွေကရုံးရင်ဆန်ခတ်ဖြစ်နေခဲ့ပါတယ်မျိုးပြောင်းလူသားတွေရဲ့စွမ်းအားကိုစန့်ကျင်ရတဲ့လူသားစစ်တီတွေကအားနည်းလာခဲ့ပါတယ်မက်ဆီမတ်အခုချက်ချင်းရလိုက်တော့ ကြည့်ပါဦးမင်းတို့ထောင်ကလွတ်လာနိုင်မယ်လို့ငါမထင်ထားဘူးမင်းတို့ငါ့ကိုတားလို့မရဘူး ကယ်လီစတာဘီယန်နဲ့မီဘီအောင်ဒီကနေအမြန်ခေါ်သွားပါ ကယ်လီစတာသူ့မိဘတွေကိုရဲတိုက်ထဲကိုအမြန်ခေါ်သွားခဲ့ပါတယ် အထဲကိုအမြန်ဝင်အောင် မက်ဆီမက်စ်ရဲ့ကြီးမားတဲ့စွမ်းအားနဲ့ရင်ဆိုင်ရတာကြောင့်မျိုးပြောင်းလူသားအဖွဲ့ကတဖြည်းဖြည်းမခုခံနိုင်ကြတော့ဘူးလေတမင်ဖေတို့ကိုလုံးချောင်းထားပါမယ်မက်ဆီမက်စ်အခုရက်တော့ ကယ်လီစတာမဖြစ်ဘူးမင်းပျောက်သွားလိမ့်မယ်ရှက်တော့ ဒါမဲ့ကယ်လီစတာကအန်နောစကားကိုနားမထောင်ခဲ့ပါဘူးသူကသူ့ရဲ့ခန္ဓာကိုယ်ကိုရှေ့အဖြစ်ပြောင်းကမက်ဆီမက်စ်ကိုပြေးသွားခဲ့ပါတယ်ကယ်လီစတာကမက်ဆီမက်စ်ကိုပွေးဖက်လိုက်တာနဲ့တပြိုင်နက်သူ့မီလီယံနဲ့ငိမ့်သွားခဲ့ပါတယ်မက်ဆီမက်စ်လည်းတဖြည်းဖြည်းအားနည်းလာပြီးရှုံးနိမ့်မှုကိုလက်ခံခဲ့ရပါတယ်သူတို့ရဲ့ခေါင်းဆောင်မရှိတော့တာကြောင့်တခြားမျိုးပြောင်းတွေကဘာလို့ရမှန်းမသိပဲကြောက်ရွံ့တုန်လှုပ်နေကြရလေ ငါပြောက်ခဲ့သွားရင်တော့မှမျိုးပြောင်းတွေကသူတို့ရဲ့လွတ်လပ်ခွင့်ကိုရမှာ ငါကတိပေးပါတဲ့မျိုးပြောင်းလူသားတွေလွတ်လပ်မှုရမှာပါအဖေနဲ့အမေတွေ့ရမလားမျိုးပြောင်းလူသားတွေကမစိုးပါဘူး ဟုတ်ပါတယ်မျိုးပြောင်းတွေကမစိုးပါဘူးကယ်လီစတာအဖေတို့ရဲ့အမောင်အခုမြင်ပါပြီ အဖေလူသားတွေနဲ့မျိုးပြောင်းလူသားတွေငြိမ်းချမ်းစွာနေထိုင်တဲ့အလားတူကျေးဇူးပြုပြီးတော့တိဆောက်ပါ ကောင်းပါပြီအဖေသဘောတူပါတယ် ကယ်လီစတာရဲ့ဆန္ဒကြောင့်အလာဒိုကလူသားတွေနဲ့မျိုးပြောင်းတွေအတွက်လွတ်လပ်တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်ကယ်လီစတာကနိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးကိုထူထောင်ခဲ့တဲ့သူရဲ့ကောင်းအဖြစ်ခုံပြုခံရတယ်လေ ကယ်လီစတာမင်းရဲ့အနစ်နာခံမှုကဘယ်တော့မှအချင်းကြီးဖြစ်မှာမဟုတ်ပါဘူးကျေးဇူးအများကြီးတင်ပါတယ်အယ်လာဒိုရဲ့သူ့ရဲ့ကောင်